ဆိုကေအားလုံးတာလီဆိုပါကျွန်တော်အနီမ progression ရဲ့ account က Sari ဆိုတာနေအောင် read ထားရ paper round မြန်မာနိုင်ငံသားတိကရေပေါ်ရနေ Micro Premier နိုင်ခါရ Solomon ငါးများဆိုရခေါက်စင်အောင်မှာကျွန်တော် account တစ်ခု proper ပါမယ်ကျွန်တော်မှလည်း9နိုင်လောက်ခွန်လာရတဲ့သာတူရီလူရှိုင်းစွန်တင်ရှင်တယောက်ရှိပါရလေသူနဲ့ကျွန်တော်က initial Friday ညင်ကို around ပိုင်းရှိုက်ခဲ့တယ်ပေါ်ရင်မိသားစုကလည်းတစ်ဖာနဲ့တစ်ဖာတီးခဲ့တယ် round နေရင်သူကညင်ကောင်းပြီကျွန်တော်ကဇွေးကောင်းပါရလေကျွန်တော်အိမ်မှာက Omri size ဆိုတာတယောက်ဖိုက်ဖို့နဲ့သူကကြက်က engineer တယောက်ဖိုက်ရှောင်ခိုင်းရေကလေးကျွန်တော်တို့ကကံမကောင်းမင်းနဲ့စနိုင်းဟောက်ပညာရီတီတက္ကသိုလ်ဝန်စာမေးဝဲမှာအမေငါရလေးစင်နဲ့အောင်မခါပြီးကမိသားစုအဂရီစီဘော်ရဲမပရီလီမုန်တီက engineer ဖိုက်ဖို့အမဲမမင်ဖိုက်ခါပေါ်ရင်နဲ့သူကနောက်ပိုင်းမှာနိုင်ငံရဲ့အလေပရောင်တီကမိသားစုစီဘော်ရဲကျေတီလာပြီးကအဂရီတီအတိုးတီနွယ်နိုင်လိုက်ရတော့ကကင်မရာဘင်းနဲ့အဆုံမှာကျွန်တော်တငယ်ရှောင်းကကရီမာရဲ့ဆုံးဖြတ်တစ်ခုကိုရှာလိုက်ပါရင်းနဲ့ဒီဟောင်းကအဂရီနင်းနေထဲယူပြီးသူတဲထားရဲ့ aeration နဲ့ဂျပန်မှာလိုလုပ်ပြီးအကွေဆယ်ဖို့ဆိုပြီးသူကဂျပန်ထော်ဖို့နေလဲခါပေါ်ရင်ကျွန်တော်နဲ့လက်မိသားစုတီကသူ့ကိုနိုဆာပြီးသူကဂျပန်ကိုထော်လာခိုင်းသူနဲ့နောက်ဆုံးတစ်ခေါက်ကျွန်တော်ဗီဒီယိုကောပရိုလိုက်တီအရှင်ကလက်ကျွန်တော်ရအရှင်ကစကားကိုလုံးဝမမိန်ပေါ်ရင်သူပရိုခါဆိုကငါမှအမိန်နဲ့မဂီမာတယောက်ရှိပဲပေါ်ရင်အဖားကလေးဖီလာပဲဆိုကမိသားစုတာဝန်ကိုထန့်ဆောင်ရတဲ့သူအမိန်ကလည်းပေါ်ပေါ်ပပဲနဲ့သူ့ကိုထိမ့်ပြီးကျွေးလာရိုက်ပေါ်အရှိကနေသူတီအဖားကဖီလာဟာတော့နဲ့အစားတွေကမချင်းမှာ private လေး A1 ငွေတီးကိုငါနိုင်ငံခါခါရဲအချိန်မှာအင်ကိုရောက်တဲ့အချိန်မှာအင်တစ်ခုလုံးတိတ်ဆိတ်ပြီးငါတယောက်တည်းဖိုင်နေလို့ဆိုတော့ crowd တီးဆိုပြီးအေစကားဘရောခါပါရရစကားဘရောပြီးကျွန်တော်လေငိုခါရပါရဇာငောင်းလေးဆိုသူ့ဘွိုးတော်လောက်မှာကျွန်တော်နဲ့အတူနေခါရမိသားစုအခရင်တီကိုကျွန်တော်တီးရကျွန်တော်သူ့အင်ကိုလာပြီးလေတိုင်းမှာပေါ်ရင်မော်ရဲစကားကသူ့အမိန်နဲ့အတော်ဤအကွေးနွယ်နိုင်နေရများနာကျွန်တော်တို့တငရှင်တွေကဖရက်တက်လာရတဲ့ဘဝနဲ့တွေးမိနေသူစကားတီးကကျွန်တော်ကိုအလိုလိုငိုရှန်လာစီရပေါ်ရင်ကာယကင်ဖရိုက်တီကျွန်တော်တို့ထိမှစားပိုင် private လေးဆိုတော့ကိုပရိသတ်တွေးကြလို့ရပါရဲ့လေကျွန်တော်မြန်မာလူငယ်တီကတပြောင်းတနာဖို့ကောက်ပြောနေနေရီစင်မှာရောင်းချဖို့ဆောင်ယူခါရပြီးအသားကရီရဲ့အချိန်မှလေးဆွန်လက်တက်ဖို့အတောင်းဆောင်ယူရတယ်ကျွန်တော်တို့တငယ်ရှန်တီကိုပြပကိုထောက်ခေါ်ဖို့ခိုင်ပညာတဲ့ဖုနဲ့ထော်ဖို့စောက်ဆိုင်နေရတဲ့လူငယ်တီလေးမြန်မာနိုင်ငံထဲမှာအများကြီးကျင်သေးသူတို့ကလေကျွန်တော်တို့ပိုက်ပြဆော်လမန်ငါတီနဲ့တွဲပြီးမှရောက်ကြလို့ရပါတယ်ဆော်လမန်ငါတီကငါးထီမှာထူခရရပေါ်တယ်သူတို့ကမွင်းဖော်ရမိုက်ကန်နေပေါင်လေးကိုထော်ပြီးနိုင်ပေါင်းများစွာဟွန်ဒန်ကရီပွန်လာရအရှင်တန်ရဲ့ရီဇီကိုဆန်းကြောင်းရီတခွန်တီကိုကြော်ပြီးအသာအန်ဒရီမျိုးစုံကိုရွန်ဆိုင်ပြီးမွေးဖော်ရနေရစီကိုပြန်လာခဲ့ပါရလေအခရီးစိန်ကအင်ပရခရီးဖိုက်တွေအင်းမြန်မာနိုင်ငံကလူငယ်တွေအများလေးအလို့ကင်လုံခွန်ရပညာရေးနဲ့ဘွားရဲတွေကိုတော့နေရက်ကိုဆွဲခေါ်ပြီးနိုင်ငံခါကိုထိုးခဲ့တယ်ပေါ်တချို့ကနိုင်အနေရှိအတော့မှာအဆောင်ပြေပြီးမိသားစုစီကိုပြန်လာနိုင်ကြလေတချို့ကအကောင့်အမျိုးမျိုးနဲ့နိုင်ပေါင်းများစွာတိုင်အောင်နိုင်ငံခါမှာအလိုလုံးရနဲ့ပြန်လာနိုင်ကြတဲ့ပေါ်ရင်ရပိုင်ဘွားတိရှိပါရယ်တချို့တော့အင်ပရဆိုရခရီးအင်ပရမေဆိုရစကားကအိမ်မှာတခုပိုင်ခိုင်လခါဆိုဒီရှိလန်ဝီလခါပေါ်ဆော်လမန်ငါတီကလေးအေးပိုင်ပါပြီမွေးဖော်ရမိုက်ကိုပရန်ဖို့တဘွားဗီဇာရှိနေလေလူသားတိပိုင်ကိုမိဖကိုအင်းကိုမွေးရဲမင်ကိုလွှမ်းစိတ်ကတော့သူမှလေရှိခဲ့ပါရယ်ရန်အောင်ပြပါကိုထောက်ခေါ်ဖို့ပြန်ဆန်နေတဲ့လူငယ်တီကိုတွေ့ရတဲ့မော်နိုင်ငံခါကိုဇာခလာဘွေလေးလိုမိဖို့အစားတနေ့မှမော်ကြီးဆွန်စားမှုတီနဲ့နိုင်ငံခါမှာအလိုလုံးမှုတီငွေကရီတီပြန်ရောက်တဲ့အချိန်မှာအရာထောင်ပါစီလို့ပို့ပြီးဆူတောင်းပြီးအဓိပ္ပာယ်ရှိဖို့လို့ကျွန်တော်ထောင်ပါရယ်လေကျွန်တော်လူငယ်တီကအဂရီမာဆုံးအိမ်မှာကနိုင်ငံခါမှာအမေနေရဖို့မဟုတ်ပါကျွန်တော်တို့တနေ့နေ့မှာကိုအင်းကိုရကိုကိုမွေးရဲအမေကိုခေါင်းယူစွာနဲ့ပြန်လာနိုင်ပါစီလို့ကျွန်တော်ဆူတောင်းပြီးရယ်လေစာရီဆိုတာကနေအောင်ဖိုက်ပြီးကျွန်တော်ကကောင်းနှုတ်တောင်စားပြီးဆိုဖိုက်ပါရယ်ဆိုကေနောက်ပြီးမှဆောင်ခဲ့ပါဦး